selain teraba chin lu ko ye lu ko ye matan thana ye tawan khan tiaw baဟုတ်ကဲ့ကျွန်တော်တို့အခုစမီးသွားရတဲ့ဒီကအကြောင်းရင်းကတော့ဆိုရတက်မတော်နဲ့ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ပွဲကြောင့်ချင်းပြည်နယ်ပလေးဝမြို့နယ်ထဲကစစ်ပြေးချောင်တွေကိုကျွန်တော်တို့တွေ့ပြီးတော့သူတို့ရဲ့အခက်ခဲသူတို့လက်ချိအခြေအနေနဲ့သူတို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့သိရှိနားလည်နိုင်အောင်ပို့ပြီးသိနိုင်အောင်တွေ့ဆိုပြီးတော့ကျွန်တော်တို့တွားရချင်းဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့တွားတဲ့အဲ့လိုတွားတဲ့အခါမှာကျွန်တော်တို့သူတို့တွေ့ဆိုပြီးတော့ကျွန်တော်တို့စံအိတ်250ရဲ့ပဲက9အိတ်ရဲ့ပြီးတော့စီက10ပုံးရဲ့ကျွန်တော်တို့တွေ့လက်ဆောင်ယူလာပြီးတော့သူတို့ကိုကူညီပံ့ပိုးတဲ့ဖွဲ့စည်းမှာကျွန်တော်တို့အဲ့ဒီပစ္စည်းတွေကိုရပါတယ်ပြီးတော့အဓိကကျွန်တော်တို့တွားတဲ့ချိန်မှာကျွန်တော်တို့တွေ့ရတဲ့အချက်ကအများကြီးရှိပါတယ်အဲ့ဒီထဲမှာအဓိကကျွန်တော်တို့အရေးကြီးဆုံးဆိုတဲ့အချက်တွေကိုကျွန်တော်တို့ပြောပြပါမယ်ပထမချက်ကတော့ကျွန်တော်တို့သူတို့အစားတော့မှဆိုရင်သူတို့ကဆန်ကတော့အခုသူတို့ဒီနေ့ချိတော့ဆန်ကတော့လုံလောက်ရရှိကြပါတယ်ဒါပေမဲ့သူတို့ဟင်းတီးညွတ်ဖက်မှာသူတို့ကအားနည်းတယ်ဆိုတော့ကျွန်တော်တို့ဖြစ်နိုင်လို့ရှင်နောက်သူတို့ကိုကူညီပံ့ပိုးမဲ့လို့ဆိုရင်ဟင်းတီးညွတ်ဖြစ်တဲ့ကျွန်တော်တို့ပဲတို့ကလပဲတို့လူတို့ပြီးတော့ကျွန်တော်တို့စီတို့ကိုကျွန်တော်တို့ဥစားပြီးတော့ထောက်ပံ့နိုင်ရင်ပို့ပြီးတင်တော်လိမ့်မယ်လို့ကျွန်တော်တွေ့မြင်ရပါတယ်ပေါ့ပြီးတော့ဒုတိယချက်နေတဲ့ကျွန်တော်တို့သူတို့ကတည်တဲ့အတိုင်းပေါ့ယခုလက်ရှိမှာကျွန်တော်ကဆိုဂျီ COVID-19 ကြောင့်ကျွန်တော်တို့ဒီကဖြစ်တဲ့အချိန်မှာအခုလိုသူတို့ကတနေရာမှာအစုပုံပြီးနေတဲ့အချိန်မှာသူတို့ကအဲ့ဒီယောဂကကြီးကိုကုသမှာကိုလည်းသူတို့ကိုယ်တိုင်ကလည်းပို့ပြီးတော့သူတို့အစိုးရနေကြတယ်အဲ့ဒါကြောင့်ဖြစ်နေလို့ရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာအစိုးရအနေနဲ့ဒီလေးနဲ့စဉ်းစားတင်ပါတယ်စဉ်းစားစီချင်တာပေါ့နော်အဲ့ဒါကသူရဲ့ချက်နဲ့ကျွန်တော်တို့သူတို့ရဲ့လက်ချက်ကိုကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်တို့ယူဆောင်ပေးခဲ့တဲ့ပစ္စည်းတွေကိုကျွန်တော်ဩစတြေးလျနိုင်ငံမှာရှိတဲ့ကျွန်တော်ချင်းခရီးရန်ဖွဲ့ချုပ်ကနေဒေါ်လကောင်းပြီးတော့တခြားတတိပုဂ္ဂလတွေကနေပို့ပေးတဲ့ဥစ္စာကိုကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့အခုလိုကူညီထောက်ပံ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့သူတို့အခြေအနေကိုဆက်လက်လေ့လာတဲ့အခါမှာတော့သူတို့ကအခုလောလောဆယ်သူတို့ကနေတဲ့အခါမှာသူတို့လိုအပ်ဆုံးကတော့ကျမ်းမာရေးထောက်ပံ့ကလိုအပ်ပါတယ်အခုချင်းဆိုဝန်ချောရောက်ကြရရှိခုမိုးတွင်းကြတော့မျိုးဆိုတော့သူတို့တို့လည်းအခုငှက်ဖျားရောက်ကြတော့ဝန်ရောက်ကြတော့သူတို့ကျမ်းမာဆိုတော့အဲ့ဒီကျမ်းမာရေးတွေစေဝါတွေလည်းအများကြီးလိုအပ်ပါတယ်ပြီးတော့သူတို့ကတချို့ဆိုရင်အခုအဝတ်စားပိုင်းမှာလည်းသူတို့ကအများကြီးခက်ခဲရှိပါတယ်အခုတချို့ကထောက်ပံ့တဲ့ချိန်မှာအဝတ်စားတွေလည်းပါပါတယ်ဒါပေမဲ့တချို့ဆိုရင်အဝတ်စားသူတို့ရဲ့ခန္ဓာကိုယ်နဲ့မကိုက်ရင်အဝတ်စားတာများတချို့မှရှိတဲ့အတွက်တချို့အသက်ဆိုရင်အများကြီးအဝတ်စားလိုအပ်တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့သူတို့ဆောင်းတွင်းရောက်ရင်လည်းသူတို့ဆောင်းဒီတွေအနှွေးထက်တွေလည်းအများကြီးလိုမယ်လို့သူတို့ကပြောပြချက်ကျွန်တော်တို့သိရပါတယ်ပြီးတော့အဓိကသူတို့ရဲ့လိုအပ်ချက်ကတော့သူတို့အခုအဲ့လိုတနေရာထဲမှာအစုပြုံလိုက်အစုလိုက်စုံပြုံလိုက်နေတာကိုသူတို့ကတိတ်ပြီးတော့သူတို့အတွက်အခက်အခဲဖြစ်နေတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့သိတဲ့အတိုင်းပေါ့အခုလက်ရှိကိုဗစ်အတွက်ကြောင့်လည်းဖြစ်ပြီးတော့အစုလိုက်အခုသူတို့နေလေချင်းသူတို့လည်းအပြန်ပြတ်နာဖြစ်တဲ့အတွက်သူတို့ဖြစ်နိုင်လို့ချင်းအိမ်ထောင်စုတစ်ခုအတွက်အိမ်တလုံးစီဆောက်ပေးလို့ချင်းသူတို့တပူပြီးစင်ပြေမယ်လို့သူတို့ရဲ့ပြောပြချက်ကျွန်တော်တို့သိရပါတယ်ပြီးတော့အဓိကသူတို့ရဲ့လူဝင်ချက်ကတော့ကျွန်တော်တို့ဒေတာအေးချမ်းလို့ချင်းကျွန်တော်တို့ဒေတာမှာပဲကျွန်တော်တို့ကြေးရွာမှာပဲကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ကိုယ့်အဘတာစာဝတ်နေရေးချပြီးတော့အမှပဲပြန်လဲနေချင်းနေဆိုတော့အများအပြည့်သူတို့ဆန္ဒရှိပါတယ်ဖြစ်နိုင်လို့ချင်းကျွန်တော်တို့နိုင်ငံမှာမြန်အေးချမ်းပါစီဆိုပြီးတော့သူတို့ရဲ့နိုင်ရေရှိတဲ့vision သူတို့ရဲ့အမျှော်မှန်းစိတ်ကြီးမှန်းချက်သူတို့ထားပါတယ်ပြီးတော့သူတို့ရဲ့တာသမီပညာရေးတွေလည်းသူတို့အများကြီးသူတို့စိုးရင်ကြတယ်ဘာဖြစ်လို့ဆိုတော့အခုကစမီးမြို့မှာကအထက်အကြောင်းတစ်ခုတော့ရှိပါတယ်အဲ့ဒီနေရာမှာတကယ်လို့များအဲ့ဒီစမီးအထက်အကြောင်းမှာအဲ့ဒီစီဘေးချောင်းတာသမီတွေနဲ့အတူတကွသူတို့ကကျောင်းတက်လို့ရှင်သူတို့အဲ့ဒီတက်ခံကျောင်းသူကျောင်းသားတွေကသူတို့ရဲ့စီဘေးချောင်းရဲ့ကျောင်းသူကျောင်းသားကနှိမ်ပြီးမှအဲ့လိုနှိမ်လို့ရှိရင်သူတို့ကကျောင်းမတက်နိုင်ပဲကျောင်းမတက်ချင်ပဲညီတော့မှကိုလည်းသူတို့အရန်ဆိုရင်ကြတယ်ဖြစ်နိုင်လို့ချင်းသူတို့ရဲ့
သူတို့ရွာအလိုက်သူတို့ကိုစီးပေးချောင်းတွေရွာလိုက်ကိုသူတို့တို့လည်းကြောင်းတိတန်ထားပေးလို့ရှင်ပို့ပြီးစစ်ပေးမယ်လို့သူတို့ရဲ့ပြောပြချက်အရာကျွန်တော်တို့သိရပါတယ်ပို့ပြီးတော့သူတို့အစိုးရနေကြတယ်အဲ့ဒါကြောင့်ဖြစ်နေလို့ရှင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာ